စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခမ်းရခက်တဲ့အကုသိုလ်များတယ်ကိုလည်းပဲဩပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားမှန်ပါပြီးတော့မာနာကြီးနဲ့လည်းမပြောလိုက်ပါနဲ့မှန်ပါမာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနင်းနေအောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်မှန်ပါအချီးနီးအလကားအကျိုးမဲ့တတ်တယ်ကြားဘူးတယ်မဟုတ်လားတာကီဝင်နေအလုံးကိုဝိတ္တုပန်းကတတ်ပစ်တာလေမှန်ပါဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းပေါ့ဟုတ်လားဒါပေမဲ့နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲမာနကြီးတာမာနကြီးတာကိုသူများသိအောင်ထုတ်ပြီးတော့ပြတာဖြစ်တဲ့မာနကတော့စိတ်ထဲမှာဖြစ်တာအဲ့ဒီမာနကိုတိတ်ကြီးပါတယ်ဆိုတာဗဇက်တည်းဟူသောပရင်ပေါက်ကနေဖွင့်ပြတာမှန်ပါဟိုမှာဝိတ္တုပန်းကအလဲလာတယ်သူမှအချမ်းရင်နေတဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပန်းကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနာကြီးလိုက်တာဝိတ္တုပန်းတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပန်းလည်းပြန်သွားပြီဆိုတော့ကျွန်မတယောက်ကဟေးကျွန်မသာထိုင်သွားတဲ့နေရာအသေးရေရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါဗဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်မသာနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လာယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာအဲ့ဒီစကားကသူ့ဗဇက်ကနေတဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားနိုးနဲ့ဆေးရှိသေးအောင်မင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်ဟုတ်လားမှန်ပါဗျာအနီးကပ်ဆုံးအကြောင်းကတော့မာနကိုအမိပြုတ်ပြီးတော့ထွက်လာတဲ့စကားတခွန်ကြောက်စရာမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့မှန်ပါဗျာစကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာမှန်ပါနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုသာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဟိုလူရဲ့အပြစ်ကိုပြောရင်းနဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်မှန်ပါဗျာဟုတ်လားပြောရင်နဲ့စိတ်လိုက်မာဖြစ်ပြီးတော့ကြမ်းထမ်းနေလည်းထွက်သွားတတ်တယ်မှန်ပါဗျာဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောညာသောဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများ